ကိုကမ်းမတ်မှာဒီလိုမျိုးအိမ်နေလမ်းနေအသေးသေးကြည့်လို့ရတဲ့မြင်ကွင်းမျိုးဒါမှမဟုတ်ဒီလိုမျိုးအဲ့နေရာကိုရောက်သွားသလိုမျိုးမြင်ကွင်းမျိုးတွေကိုဘယ်လိုကြည့်ရမလဲပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကိုကမ်းမတ်မရှိဘူးဆိုရင် Play Store မှာ download ဝဆွဲပါ download ဆွဲပြီးဆိုတော့ကျွန်တော်ဒါကိုကမ်းမတ်တွေကိုကျွန်တော်တစ်ချက်ဝင်ပါမယ်ဝင်ပြီးဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ဒါလေးရေဆိုလဲဒီလိုမျိုးပြရောင်းနေပြောင်းနေလမ်းကြောင်းဆိုလဲလို့လမ်းကြောင်းလေးနဲ့ပဲပြပြဖြူလမ်းကြောင်းလေးနဲ့ပြတယ်ဒါလမ်းနံပါတ်ကလေးပဲဒီမှာအိမ်တွေပါဆိုလဲကျွန်တော်တို့ဒါအကွက်ကလေးနဲ့ပဲပြတယ်အဲဒီလိုအနေထားမျိုးမှာကျွန်တော်ခုနကပြောလို့ satellite ကနေကြည့်နေရတဲ့မြင်ကွင်းမျိုးရအောင်ဘယ်လိုလုပ်မလဲပေါ့အဲ့လိုမျိုးလုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီညာဘက်တောင်အပေါ်လေးမှာဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာအပေါင်းလက္ခဏာလေးနဲ့ဝါလေးရှိပေါ့အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ဆိုကျွန်တော်တို့ဒါ map type ဆိုတာပေါ့မယ်map type ထဲမှာကျွန်တော်ဒါ default fit နေဗျာ default fit နေကြမှာကျွန်တော် satellite ကိုပြောင်းလိုက်မယ်satellite ကိုပြောင်းလိုက်ဆိုတာ ਨੇ ကျွန်တော်ဒီမှာအကုန်လုံးဒါ satellite ကကြည့်နေမြင်မျိုးအကုန်လုံးရပါဗျာဒီမှာဒါကုသိုလ်တို့ဖရားဆိုတယ်မှာဖရားပေါ်နေတာပုံစံနဲ့ခေါ်ရပါဒါမျိုးလေးမှာကိုကအဲ့ဒီနေရာကိုရောက်သွားတယ်လို့မျိုးမြင်ကွင်းမျိုးရကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ခုနနေရာပဲပြန်သွားမယ်ဒါလေးကိုတစ်ချက်ပြန်နှိပ်မယ်နှိပ်ပြီးဆိုတာ ਨੇ ကျွန်တော်တို့ဒီမှာကျွန်တော်တို့ sea view ဆိုပါတယ်ဒီမှာနားလေးပါဘယ်ဘက်အောက်တောင်လို့လဲ sea view ဆိုပါတယ်sea view တွေကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ဆိုတာလည်းကျွန်တော်ဒီမှာဆိုရင်အပြာရောင်ဒါအဝိုင်းလေးတွေဒီမှာဆိုရင်ဒါလမ်းကြောင်းဆိုတာအပြာရောင်လမ်းကြောင်းလေးပေါ်လာတယ်အဲ့ဒီအပြာရောင်လမ်းကြောင်းလေးတွေကအကုန်လုံးဒါတွေက sea view ကြည့်လို့ရတယ်ပေါ့ကျွန်တော်ဒီမှာကုသိုလ်တော်ပြန်ပါဆိုအကွက်ကလေးနဲ့ဒါတော့လမ်းကြောင်းတွေသူကြည့်လို့ရတဲ့နေရာလေးသူကအကွက်လေးနဲ့ပြထားတယ်ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ကုသိုလ်တော်ဖျားအဲ့နေရာကိုရောက်သွားတယ်လို့မျိုးကျွန်တော်ကြည့်လို့ရဗျာဒီမှာတော့ကျွန်တော်တစ်ချက်ကြည့်မယ်တဲ့နောက်တစ်ချက်ကြည့်မှာဟိုရောက်သွားတယ်မြင်ဝင်မှာဒါအကုန်ကြည့်လို့ရအောင်ချဲ့ချင်းဒီနားလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါချဲ့လိုက်မယ်နော်ဒါဆိုလမ်းဆိုလဲကျွန်တော်တို့ဒါတော့တစ်ချက်ကြည့်မယ်ကျွန်တော်တို့ကျုံးဝေးဆိုလဲကျွန်တော်ဒါကျုံးဝေးဒါတော့ကျုံးဝေးပါအဲ့လိုမျိုးကြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီမှာအပေါ်မှာဆိုဩဂတ်2018တဲ့เนาะဒါ2018ခုနှစ်ပဲဒါ update ဖြစ်ခဲ့တာအဲ့နောက်ပိုင်းမှာ update မဖြစ်တာကျွန်တော်တို့တော်8နှစ်လောက်ကိုကြာသွားပြီပေါ့နော်8နှစ်လောက်တော့ရှိပြီပေါ့8နှစ်9နှစ်10နှစ်လောက်တော့ရှိပြီအဲ့လောက်တော့ကြာသွားပြီဗျာကြာသွားပြီဆိုတော့ကျွန်တော်တို့အချို့နေရာဆိုတာအသစ်ပြောင်းလဲသွားရှင် update ဖြစ်တော့မှာမဟုတ်တော်တော်များများတော့အရင်တော့လိုမျိုးတော့မပြောင်းလဲတဲ့နေရာတွေရှိပါအရင်တော့မပြောင်းလဲကိုကထိုးဗျာဟိုဆိုင်တွေပါရှားနေလို့ကိုကနည်းနည်းပါးပါးသိချင်ပါနေတာဒီထဲမှာကြည့်လို့ရပါဒါခြားနိုင်ငံတွေကတော့ update ဖြစ်တယ်ဗျာ update ပြီးတော့ကျွန်တော်တစ်ချက်ဒါကျွန်တော်ခြားနိုင်ငံကိုတစ်ချက်ဝါကြည့်လိုက်မယ်ခြားနိုင်ငံတွေကနေရာတော်တော်များတော့အပြည့်နီးပါးလောက်မြင်ရတယ်ဒါပေမဲ့ဒီဘက်ထိုင်းနိုင်ငံမှာဆိုကြည့်လိုက်ပါဒီမှာအပြောင်ကွက်ကြီးကိုကြည့်ပဲတော့မြန်မာနိုင်ငံနဲ့ရှင်ကြည့်လိုက်ကျွန်တော်မြန်မာနိုင်ငံမများတဲ့နေရာတွေရှိရဗျာဒီမှာဒီဘက်တွေမှာတစ်ချက်ဝါကြည့်ဒါပင်လယ်ကမ်းစပ်လေးဟောလို့ရဗျာပင်လယ်ကမ်းစပ်လေးဒီဘက်မှာခေါင်းလုံးဒါရှိတာနော်အကုန်လုံးကြည့်လို့ရပင်လယ်ကမ်းစပ်ဒါမျိုးလေးကိုကျွန်တော်ကြည့်တတ်တယ်ဆိုရင်ကျွန်တော်တို့ဘယ်နေရာဝကျွန်တော်တို့ကဒါဒီမျိုးဒီကိုကမ်မက်ကလေးကိုကြည့်အောင်လည်းကျွန်တော်တို့လမ်းကြောင်းတွေပါကြည့်လို့ရတယ်ခုနကပြောလို့ဆိုင်တွေပါပြောင်းနေဆိုရင်တော့ကျွန်တော်တို့အခြားနိုင်ငံတွေမှာဒါ update တွေကဖြစ်သေးဗျာအရင်ကြီးမစိုးသေးဘူးဖြစ်သေးအနေထားမျိုးမှာဆိုတော့နည်းနည်းပါကြည့်လို့ရဗျာဒီမှာဆိုကျွန်တော်တစ်ချက်ကြည့်မယ်ဒီမှာသူတို့ update တွေကဘယ်လောက်တွေပြုမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ပြမယ်ဆိုတော့ဒီမှာဆိုကျွန်တော်ကိုကမ်မက်မှာဒါဂျွန်2025ဒါ2025ကျွန်တော်တို့ update ဖြစ်တယ်ဗျာအချို့လန်တွေဆို2025 update ဖြစ်တယ်သူကပြောင်းလဲတဲ့နေရာဆိုသူက live ပြီးတော့ကျွန်တော်တို့ဒါပြန်ပြီးတော့ဒါစစ်တမ်းပြန်ကောက်တယ်ပေါ့သူကစကန်ဒါပုံလိုက်ရိုက်တယ်ပေါ့ဗျာဒါဆိုဒါဇူလိုင်လ2024ဒါရိုက်တာတနေရာနဲ့နေရာမတူပေါ့သူတို့ရိုက်တာဒါ2020ဒါ2နှစ်ပဲကွာတဲ့အေးရဆိုတော့အရင်တော့ပြောင်းလဲမှုတော့ရှိမှာမဟုတ်ဘူးဒီလိုမျိုးလေးပေါ့ကျွန်တော်တို့ဒါလေးဆောင်းထားမယ်ဆိုကျွန်တော်တို့ဆိုင်တွေပါပြောင်းနေရတယ်ဖြစ်ဖြစ်ဒါပါအဲ့ဒီလမ်းမှာကျွန်တော်တို့ဒါ
တကယ်ကျွန်တော်တို့ထိုင်းနိုင်ငံနေပါဆိုတကယ်လမ်းကြောင်းတွေတော်တော်ရှုပ်တယ်ဗျာရှုပ်တယ်ဆိုတော့ခုနပြောလူကူမြင်းကြားတွေပါတွေကျွန်တော်တို့ဒါလူကူတရားတွေပေါ့လူကူတရားတွေပါတွေရှိလာဆိုတာကျွန်တော်တို့ဒါ Google Map ကလေးနဲ့အဲ့နေရာကိုဝါပြီးကြည့်လို့ရတယ်ဗျာ Ambitious စာတုံးမှာကျွန်တော်တို့ဒါတစ်ချက်ကြည့်လိုက်မယ်ဒီနားမှာကျွန်တော်တို့လူကူတရားတွေကတော့ရှိရဗျာလူကူတရားတွေရှိရတော့အဲ့မှာတစ်ချက်ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်တရားသူကလမ်းကြားလေးရအောင်ဟိုမှာဆိုတင်တော့ဒါလူကူတရားတွေပါရှိရယ်လူကူတရားတွေပါရှိရပေါ့နော်ဟိုဘက်တွေဒီဘက်တွေကြည့်လို့ရဟိုဘက်မှာလည်းကျွန်တော်ရှိရဗျာအဲ့လိုမျိုးလေးပေါ့ကိုစင်းမဲ့လမ်းကြောင်းလူကူတရားတွေပါတယ်ဒါစောစောမြင်ရှိလာပေါ့အဲ့လိုမျိုးလေးအသေးသေးကြည့်လို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ဒါထိုင်းနိုင်ငံမှာကျွန်တော်တို့ဒီ Google Map နဲ့သူတို့ရဲ့ဒီ software တွေကိုတုံးသူသက်ဆိုင်ရာဒါကဒီ line ကား software ဆို line ကား software လေးတွေကျွန်တော်တို့ဒါရထားဆိုရထားနဲ့သက်ဆိုင်တဲ့ software လေးတုံးပြီးဒီ Google Map တွေနဲ့ပေါင်းပြီးဘယ်လိုမျိုးစီးရမလဲဘာသာစကားမတတ်ဘူးဆိုတော့ဘယ်လိုမျိုးစီးရမလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးနဲ့အသေးသေးနောက်ဗီဒီယိုလေးမှာဗီဒီယိုလေးနဲ့အသေးသေးရှင်းပြပေးပါမယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်တို့ဗီဒီယိုလေးကလူချင်းမျိုးတို့အတွက်သုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်